အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က Casper Lin မှာ online shop သင်တန်းကနေကြိုဆိုပါရစေဒီတစ်ခေါက်သင်ကြားပေးမယ့်သင်ခန်းစာလေးကတော့ကျွန်တော်တို့ online shop တစ်ခု page ကိုထောင်မိတာနဲ့ကျွန်တော်တို့ page မှာ post တွေကိုဘယ်လိုတင်လဲပြီးလို့ရှိရင်အဲ့ဒီ post ကို order ရအောင် boost ဘယ်လိုလုပ်လဲကြော်ညာဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတစ်ပိုင်းချင်းစီရှင်းပြပေးမှာဖြစ်ပါတယ်ဒီပထမဆုံးအနေနဲ့ကျွန်တော် Facebook ထဲကကျွန်တော်ရဲ့ Facebook page တွေကိုပေါ့နော်ဝင်လိုက်ပါတယ်ပေါ့ဒီမှာ Burmese type ဆိုတဲ့ page ဖြစ်ပါတယ်ဒီ page မှာကကျွန်တော် page like ကတိတ်မရှိသေးပါဘူးဘယ်လောက်ရှိလဲကြည့်အောင် page like ကဟောဒီမှာ2000ကျော်ပဲရှိသေးတယ် page ဖွင့်ထားတာလည်းမကြာသေးဘူးနောက်ပြီးတော့ post တွေလည်းကြည့်အောင်ကျွန်တော် post ကဒီမှာ cover photo ရဲ့ profile ပုံရဲ့ပြီးတော့ဒီမှာအယောင် post ပေါ့နော်တစ်ခုနှစ်ခုသုံးခုကျွန်တော်3ခုပဲတင်ထားပါသေးတယ်တင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့page ကိုတော့ကျွန်တော်ကြော်ညာမလုပ်တော့ဘူး page ကို promote လုပ်လို့ရတယ်ပေါ့နော် page လိုက်ရအောင်လုပ်ချင်တော့ဒီမှာကြော်ညာမယ်ဆိုတာရှိတယ်ကျွန်တော် Facebook page မှာ YouTube မှာဒီ promote လုပ်နေကိုတင်ထားပေးတာရှိပါတယ်ဟုတ်ပြီဒီကကျွန်တော်ဘာကိုပြချင်တာလဲဆိုတော့ကျွန်တော်ဒီ community ကိုရောက်မယ်ပေါ့နော်ဒီ post ကိုကျွန်တော်ကြော်ညာမယ်အခုမြင်တဲ့လူကြီးတွေက1300ပဲရှိတယ် like လုပ်တာ9ယောက် share တာက1ယောက်မှတ်ချက်ပေးတာ1ယောက်ပဲရှိပါတယ်ဒီဟာဆိုလဲအဲ့လိုပါပဲကျွန်တော်ဒီဘယ် post ကိုမှ boost မလုပ်ရသေးပါဘူးအခု boost စာလုပ်မယ်ပေါ့နော် boost စာလုပ်မယ် post ကလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီ post လေးကိုကျွန်တော် boost စာလုပ်မယ်ပေါ့ဗျာနော် okay ဒီဟာကိုကျွန်တော်တစ်ချက်နှိပ်မယ်ခဏလေးကျွန်တော်ဒီဟာမလုပ်ဘူးဒီဟာလုပ်မယ်38ပုံ39ပုံ40ရှိတယ်ဗျပုံ40ရှိတာ Facebook ကခွင့်ပြုလားမပြုလားဆိုတော့ကျွန်တော်အတိအကျတော့မပြောတတ်ပါဘူးများသောအားဖြင့်ဒီလိုမျိုးပုံ20ကျော်လောက်20ဝန်းကျင်လောက်ဆိုလို့ရှိရင်တော့ boost လုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်16ပုံပဲရှိတယ်16ပုံပဲရှိတဲ့အတွက်ကြောင့်မလို့18ပုံရှိတဲ့အတွက်ကြောင့်မလို့ boost လုပ်လို့ရတယ်ပေါ့နော် okay ကျွန်တော်ဒီဟာလေးကိုစလုပ်မယ်ဗျာဒီဟာလေးကိုစလုပ်မှဖြစ်တဲ့အတွက်စမ်းကြည့်ကြတာပေါ့post ကိုကြော်ညာမယ်ဆိုတော့နှိပ်လို့ရတယ်နော်နှိပ်လိုက်ပြီလိုင်းကောင်းတဲ့အချိန်မှာ boost လုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီဒီမှာကျွန်တော်ရွေးချယ်စရာတွေအများကြီးရှိတယ်အလိုလျောက်ဆိုတာကဘာလဲဆိုတော့ဒီမှာ auto ရွေးပေးထားတယ်အလိုလျောက်ဆိုတာကကျွန်တော်တို့အနေနဲ့ဒီခုနက post ကို Facebook က customer အလိုလျောက်ရွေးရအောင်ဟာပေါ့နော်လူပေါင်းစုံစီရောက်နိုင်တယ်ကျွန်တော်တို့လိုချင်တဲ့ customer စီကိုရောက်တာလည်းဖြစ်နိုင်သလိုမရောက်ဘဲနဲ့တခြား community ကိုစိတ်ဝင်စားတဲ့လူစီရောက်သွားတာလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကအဲ့ဒီအလိုလျောက်ဆိုတဲ့ဟာကိုမရွေးပါဘူးဒီမှာပုံမထိတွဲမှုရှိအောင်လှုပ်ဆောင်လိုက်ပါဆိုတဲ့ဟာကိုရွေးပါမယ်ဒီ message ဆိုတာကျတော့ကျွန်တော်တို့ဘာပြတာလဲဆိုတော့ post ရဲ့အောက်မှာ customer ဘက်က message တန်းပို့လို့ရတဲ့ဟာလေးကိုကြော်ညာလုပ်တာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဟာမလုပ်ပါဘူးဒီအလဲရဟာလေးပုံမထိတွဲမှုရှိအောင်လှုပ်ဆောင်လိုက်ပါပေါ့နော်အဲ့ဒါလေးကိုပဲကျွန်တော်လုပ်ပါမယ် okay ဒီမှာ message တန်းပို့ရဲဆိုတဲ့ဟာကိုထည့်မလားတဲ့ဒီဟာထည့်ဒီ message တန်းပို့တဲ့ဟာထည့်မယ်ဆိုလို့ရှိရင် customer ဘက်ကချက်ချင်း message ပို့လို့ရတယ်ဒီမှာပေါ့နော်ဒီနေရာ message ပို့လို့ရတယ်ပေါ့ customer ဘက်က post လေးကိုတွေ့ပြီးရတယ် message ကိုနှိပ်လိုက်ရပြီကျွန်တော်ကတော့အဲ့ဒါမထည့်ပါဘူးထည့်လည်းရပါတယ်မထည့်လည်းရပါတယ်နော်ကျွန်တော်ကတော့မထည့်ပါဘူး okay သိမ်းပြီထည့်လည်းရတယ်မထည့်လည်းအဲ့ကိုယ့်သဘောပေါ်မူတည်တာပေါ့နော်ကျွန်တော်တော့မထည့်ဘူး okay ဒီမှာတခြားဘာတွေရှိမလဲကြည့်အောင်အောက်ဆက်ဆင်းလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီမှာပရိသတ်ဆိုတဲ့ဟာကိုပြပေးထားတယ်ပရိသတ်ဆိုတာအင်္ဂလိပ်လို့ audience ပေါ့နော်ဒီမှာ auto ရွေးပေးထားတာရှိတယ်အသက်18ကနေ65အထက်တွေကိုရွေးပေးထားတယ်နေထိုင်ရာ location ကိုမြန်မာပြည်ကလူတွေ UTV ရွေးထားတယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့အသက်18ကနေ65ကြားမှာကိုယ့်ရဲ့ community ကိုစိတ်ဝင်စားတဲ့လူတွေရှိတော့ရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်ရောင်းချရတဲ့ဒီ community ကအသက်40အထက်တွေစိတ်ဝင်စားနေမှာစိတ်ဝင်စားမယ်ဒီအထက်ကိုလေအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကဒီအသက်65အထက်တွေရွေးထားတာကသဘောမကျတဲ့ကြောင့်မလို့ကျွန်တော်ပြင်ပါမယ်ပြင်မယ်ဆိုတော့ဒီပြင်တဲ့နေရာလို့နှိပ်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူး page ကို like လုပ်ထားတဲ့လူ2000ရှိတယ်အဲ့ like လုပ်ထားတဲ့လူတွေကပဲ order ရှာခြင်းနေဆိုရင်ဒီဟာလေးကိုနှိပ်ပေါ့နော်သင်စာမျက်နှာကိုနှိပ်တော်သူများကိုနှိပ်လို့ရပါတယ်ပြီးလို့ရှိရင်လည်းဒီဟာထပ်ရွေးလို့ရပါသေးတယ်စာမျက်နှာကို page ကိုနှိပ်တဲ့လူတွေအပြင်သူတို့ရဲ့တငယ်ချင်းတွေမှာမြင်ရမယ်ပေါ့ okay ကျွန်တော်ကဒီ3ခုလုံးတစ်ခုမှမရွေးဘူးအသစ်ဖန်တီးမယ်ဆိုတဲ့ဟာကိုပဲကျွန်တော်နှိပ်ပါမယ် okay ပရိသတ်အမည်ဆိုတာကကျွန်တော်ခုနကြော်ညာတဲ့ post ကဘယ်သူတွေကို UTV ရွေးတာလဲဆိုတော့ t-shirt ပေါ့နော်t-shirt ဝတ်တဲ့သူတွေကိုရွေးတာဖြစ်တဲ့အတွက်ကြောင့်မို့ t-shirt လိုပဲရွေးပါမယ် t-shirt ပြီးလို့ရှိရင်ဒီမှာ data ရှိမယ် data ဆိုတဲ့နေရာမှာကျွန်တော်ဒီနေရာကိုမြန်မာပြည်ရွေးထားလို့ရတယ်နော်မြန်မာပြည်ရွေးမလားရန်ကုန်မန္တလေးရွေးမလားကိုယ်စိတ်ကြိုက်ရွေးလို့ရတယ်ကျွန်တော်ကရန်ကုန်မန္တလေးရွေးမယ်ဗျာရန်ကုန်မြန်မာပြီးလို့ရှိရင်မန္တလေးပေါ့နော်
Mandalay က okay ဒီမှာ Mandalay ရွေးလိုက်ပြီဗျာသိမ်းမယ်ကိုနှိပ်လိုက်ပြီဒီဟာက location ပြီးပြီဝိသေသများဆိုတော့နှိပ်မယ်ဘာတွေပါလဲကြည့်အောင်ဝိသေသများကကျွန်တော်တို့ရောင်းချတဲ့ post ပေါ်မူတည်ပြီးတော့ customer ကိုဓာတ်ရိုက်တက်ကရွေးပြီးရှာမှာဖြစ်တယ်အဲ့ဒါကြောင့်ရွေးချယ်မှုမှားသွားရင်ကိုယ့်ရဲ့ community ကိုစိတ်မဝင်စားတဲ့လူစီရောက်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့အသေးစိတ်စဉ်းစားပြီးတော့ဒီမှာရွေးချယ်ရမယ်ပေါ့ကျွန်တော်တင်ထားတဲ့ဟာဒီအင်ကြီး t-shirt လေးဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့လို့ဝတ်စားစင်မှုများကိုရွေးမယ် okay ပြီးရင် online နဲ့ဈေးဝယ်ခြင်းကိုရွေးမယ်ဈေးဝယ်ခြင်းနဲ့ fashion ကိုရွေးမယ်အဝတ်ထည်ကိုရွေးမယ် fashion သုံးဆောင်များမှန်တယ်ရွေးတယ်เนาะပြီးရင်ကျွန်တော်တို့မှာဘာထက်ရှာအောင်လဲဒီမှာ t-shirt ဆိုတာရွေးတယ် fashion store ရွေးတယ်ဈေးဝယ်ထွက်ခြင်း okay ရွေးတယ်ဒီလောက်ဆိုရင်ရပြီလားရပါတယ်ဒါပေမဲ့ကျွန်တော်ထပ်တိုးချင်ပါသေးတယ် online မှာဈေးဝယ်တဲ့လူတွေကိုထပ်ရှာမယ်ပေါ့နော် online လို့ရိုက်နိုင်မယ် online နေဈေးဝယ်ခြင်း okay အဆင်ပြေတယ်ဗျာနော် online နေဈေးဝယ်ခြင်းရွေးလိုက်ပြီပြီးရင်ဘာရှိအောင်မလဲဒါက online ဈေးဝယ်ခြင်းရွေးပြီးသားဒီပေါ်မှာပါပြီးသားဖြစ်တဲ့ကြောင့်မလို့ဒီမှာထပ်ဖြည့်လို့မရအောင် okay ဒီလောက်ဆိုရင်အဆင်ပြေပါတယ်ဒီလောက်ကတော့ရပြီတကယ်လို့ဒီကြားရွေးရတာခက်တယ်စဉ်းစားခက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာရှာမယ်ဆိုတဲ့နေရာကိုနှိပ်ပြီးကိုယ်စိတ်ကြိုက်ရိုက်ပြီးရွေးပြီးတော့ရှာလို့ရပါတယ်ဗျာနော်ဟုတ်ပြီဒီမှာစိတ်ဝင်စားမှုများကိုရွေးမယ်စိတ်ဝင်စားမှုများကိုတစ်ချက်ပြန်ကြည့်အောင်ဘာတွေရွေးလို့ရအောင်လဲပေါ့ဈေးဝယ်ခြင်းနဲ့ fashion ကျွန်တော်ရောင်းချတဲ့ပစ္စည်းက t-shirt ဖြစ်တဲ့အတွက်အရင်ဆုံးဒီမှာဈေးဝယ်ခြင်းနဲ့ fashion ကိုရွေးမယ်တကယ်လို့ကိုရောင်းချတဲ့ ပစ္စည်းကelectronic ပစ္စည်းဆိုလို့ရှိရင်ဒီပညာကိုရွေးမယ်နော်နောက်ပြီးတော့တခြားအစားအသောက်နဲ့ပတ်သက်တဲ့ post တွေအဲ့ဒါတွေကိုကြော်ညာလုပ်မယ်ဆိုရင်ဒီမှာအစားအသောက်ရွေးမယ်ပေါ့နော် okay အဲ့ဆိုရင်ဒီမှာဈေးဝယ်ခြင်းနဲ့ fashion ကိုရွေးမယ်ဘာတွေပါလဲကြည့်အောင်ဈေးဝယ်ထွက်ခြင်းတွေကိုတစ်ချက်ဝင်ကြည့်မယ်ကူပုံများတဲ့ဈေးငယ်ပစ္စည်းများတဲ့ fashion store တဲ့ okay ကျွန်တော်တို့ fashion store ရွေးပြီးသွားပြီဒီနှစ်ခုရွေးထားတဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်ထပ်မရွေးတော့ဘူး fashion သုံးဆောင်များကိုကြည့်အောင်ဘာတွေပါမလဲကြောက်မြဲနာတဲ့နေကမျက်မှန်တဲ့အဲ့ဒါတွေကကျွန်တော် post နဲ့မဆိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မရွေးတော့ဘူး okay မှာအဝတ်ထည်ကြည့်အောင်အမျိုးသား fashion ဝတ်ထည် okay ရွေးတယ်မျိုးသမီး fashion ဝတ်ထည်ရွေးတယ် okay ရပြီဒီလောက်ဆိုတော်တော်လေးပြည့်စုံနေပါပြီ okay ဒီမှာရွေးထားတဲ့ဟာတွေပါပြီးရင်ကျွန်တော်တို့အနေနဲ့သိမ်းမယ်ဆိုတဲ့ဟာကိုရွေးမယ်နော်သိမ်းမယ်ဆိုတဲ့ဟာကိုရွေးလိုက်ပြီးအသက်ကိုကျွန်တော်ရွေးမယ်ဒီမှာတစ်ချက်ကြည့်အောင်အသက်ကကျွန်တော်20ကနေပဲစရွေးမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ post တော်တော်များများက Facebook က20အောက်ဆိုလို့ရှိရင်တိတ်ပြီးတော့အခုနောက်ပိုင်းနည်းနည်းစီကံတင်ချက်တာများပါတယ်အဲဒါကြောင့်ကျွန်တော်20ပဲရွေးမယ်ကျွန်တော်ရဲ့ customer ကသက်30လောက်ထိရှိနိုင်တယ်ဗျာရှိနိုင်တဲ့အတွက်ကြောင့်မလို့20ကနေ30နဲ့ကျွန်တော်ရွေးလိုက်တယ်ပြီးရင်ကျွန်တော်မျိုးသားလားမျိုးသမီးလားဆိုအားလုံးပဲကျွန်တော်ရွေးမယ်မျိုးသားကိုလည်းဥတည်တယ်မျိုးသမီးကိုလည်းကျွန်တော်ရဲ့ကြော်ညာဥတည်တယ်တကယ်လို့ကိုယ့်ရဲ့ post က skirt တွေကောင်းဝင်နေဆိုလို့ရှိရင်မျိုးသမီးကိုရွေးမယ်အဲ့လိုမဟုတ်ဘဲနဲ့မျိုးသားဝတ်ခပတ်တွေပါလို့ဆိုလို့ရှိရင်တော့မျိုးသားကိုရွေးမယ်ပေါ့ကျွန်တော်ရဲ့ post ကအားလုံးကိုသက်ဆိုင်တဲ့အတွက်ကြောင့်မလို့အားလုံးရွေးပါတယ် okay ဒီမှာတခြားပြန်စစ်ပါ okay ပြီဆိုရင်ဒီမှာ save audience ကိုနှိပ်ပါခဏလေးစောင့်ပါမယ်ဟုတ်ပြီဒီမှာရွေးပြီးသွားပြီကျွန်တော်ခုနရွေးလိုက်တဲ့ဟာဖြစ်ပါတယ်အောက်ကိုပြန်ဆင်းမယ်ဒီမှာကျွန်တော်တို့ budget ကိုကြည့်အောင်ဘယ်လောက်ဖို့သုံးမလဲပေါ့နော်ဒီမှာဘယ်နှစ်ရက် boost လုပ်မှာလဲ4ရက်လား5ရက်လားကျွန်တော်5ရက်စက်တိုက် boost လုပ်မယ်ဒီမှာ5ရက်စက်တိုက် boost လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာတစ်ရက်ကို$5ကုန်မယ်$25စုစုပေါင်းကုန်ကြမယ်9 4 25ပေါ့နော်ကျွန်တော်အဲ့လောက်မသုံးဘူး50သုံးမယ်ဗျာစုစုပေါင်းကျွန်တော်$50သုံးမယ်5ရက်ဆောင်50ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာyou will spend $10 per day တရက်ကို$10ကုန်ကြမယ်တဲ့စုစုပေါင်း9ရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့9ရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့$50ကုန်ကြမယ်ပေါ့နော် okay ဒီမှာ visa ကတ်တွေပါချိန်ပြီးသွားပြီကုန်ကြမယ်စုစုပေါင်းငွေစင်ရ$50ကြမယ်ဘာဖြစ်လို့ကျွန်တော်$50ရွေးလဲဆိုတော့တရက်သေးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကကိုယ့်ရဲ့ကြော်ညာကိုလူမြင်မယ်ဒါပေမဲ့လူတိုင်းကတရက်သေး post တစ်ခုကိုမြင်တာနဲ့ချက်ချင်းမဝယ်ဘူးနောက်တစ်ရက်ပေါ်လာတယ်အဲ့ဒါလေးကိုထပ်ပြီးတော့တွေ့ရဲစိတ်ဝင်စားတယ် share မယ် like လုပ်ရင်လုပ်မယ်တကယ်လို့နောက်တစ်ရက်ထပ်ပေါ်လာတယ်အဲ့ခါကျရင်သဘောကျပြီးဝယ်မယ် comment တွေဖတ်မယ် like တွေကြည့်မယ်စိတ်ချပြီဆိုလို့ရှိရင်ဝယ်မယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကရက်ကိုများများလေးယူထားခြင်းဖြစ်ပါတယ်တချို့တွေကတရက်သေး post တယ်နှစ်ရက်သေး post တယ် order မရဘူးလို့ order အဲ့ဒီအချက်တွေကြောင့်ဖြစ်ပါတယ်နော်နောက်ပြီးတော့ကျွန်တော်ဘာလို့ budget များများသုံးလဲဆိုတော့များများသုံးရင်များများ order ရမယ်ပေါ့နော်များများသုံးရင်များ order ရမယ်နောက်ပြီးတော့ post ကလည်းလူစိတ်ဝင်စားနိုင်တဲ့ post မျိုးဖြစ်ရမယ်ဟုတ်ပြီ okay customer စီမှာဒီလိုမျိုးသွားပေါ်မှာသူ့ရဲ့ Facebook မှာအခါပြီးကြော်ညာဆိုပြီး sponsor ဆိုပြီးပေါ်လာမယ်နော်
အဲ့လိုမျိုးပေါ်မှာပါ Okay အားဆိုရင်အားလုံး okay ပြီ ready ဖြစ်ပြီဆိုလို့ရှိရင်တော့ post ကြော်ညာမယ်ဆိုတဲ့ဟာကိုနှိပ်လိုက်လို့ရပါပြီတခုရှိပါတယ်ကျွန်တော်တို့ boost ဒီ post ကြော်ညာမယ်ဆိုတော့နှိပ်ပြီးပြီဆိုတာ ਨੇ ဒီနေရာမှာကျွန်တော်တို့စာတွေပါတယ်ဖုန်းနဲ့ edit လုပ်လို့မရတော့ပါဘူးပုံတွေကစာပြင်ပြင်လို့မရတော့တဲ့အတွက်ကြောင့်မလို့ဈေးနှုန်းတွေကစာတွေကတည်တည်ချာပြန်စစ်ပါစစ်ဆေးပြီးပြီဆိုမှပဲကျွန်တော်အနေနဲ့ boost လုပ်ပါလို့အကြံပြုချင်ပါတယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော် post ကိုအခုပဲကြော်ညာလိုက်ပဲဆိုတော့နှိပ်လိုက်ပါမယ်ဒီမှာခဏစောင့်ကြည့်မယ်ကျွန်တော်တို့ boost လုပ်ထားတဲ့ဒီ boost ရွေးထားတဲ့ဟာတွေကိုတော့အချိန်မီပြန်ပြင်လို့ရတယ်ပေါ့နော်ခုန budget တွေကအစား date တွေကထပ်တိုးချင်တာရက်တွေထပ်လျှော့ချင်တာအချိန်မီပြင်ဆင်လို့ရပါတယ် Okay ဒီမှာ boost လုပ်တာပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့ဘာပြလဲဆိုတာကြည့်အောင်ဒီမှာသုံးသက်နေသည်ဆိုတာပြပါတယ်ဘာကိုသုံးသက်တာလဲဆိုတော့ကျွန်တော်ဒီကြော်ညာလိုက်တဲ့ post က Facebook ကချမှတ်ထားတဲ့စီကံချက်နဲ့ကိုက်ညီမှုရှိလားဆိုတာကို Facebook အဖွဲ့ကစစ်ဆေးနေတာဖြစ်ပါတယ်များသောအားဖြင့်24နာရီအကြာဆုံးဖြစ်ပါတယ်နာရီခွက်နဲ့လည်းရရင်ရသလိုတနာရီနဲ့လည်းရရင်ရတတ်ပါတယ် Facebook ကသူတို့စစ်ဆေးမယ်စစ်ဆေးရင်းနဲ့သူတို့ကြော်ညာစီကံချက်နဲ့ကိုက်ညီတဲ့ post ဖြစ်တဲ့တေချာပြီဆိုလို့ရှိရင်တော့ဒီဟာလေးကအတည်ပြုပါတယ် active ဖြစ်ပါတယ်ဆိုပြီးတော့အစိမ်းလေးနဲ့ active ဖြစ်နေပါလိမ့်မယ်တကယ်လို့ဒီ post က Facebook ရဲ့ကြော်ညာစီကံချက်နဲ့မကိုက်ညီဘူးဆိုရင်ဒီမှာ reject သို့မဟုတ် not deliver ဆိုပြီးတော့အနီရောင်လေးနဲ့ပြနေပါလိမ့်မယ်ဗျဒီဟာကတုံ့တက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့24နာရီအတွင်းစောင့်ဆိုင်းရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ boost ထားတဲ့ဟာဒီမှာစုစုပေါင်းဒေါ်လာ50သုံးတာဖြစ်တယ်လောဆယ် booster Facebook ကသုံးသက်ဆယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ active မစတဲ့အတွက်ကြောင့်မလို့$0ပဲရှိပါသေးတယ်ငွေမဖြတ်သေးပါဘူးတက်တန်းက boost လုပ်တဲ့တက်တန်းက9ရက်ပါဘယ်ရက်ကနေဘယ်ရက်ထိလဲဆိုတော့ဒီမှာပြပြီးတယ်နော် Okay တကယ်လို့ budget တွေပါတယ်ဟိုကြော်ညာတဲ့ကုန်ကြစေထပ်တိုးခြင်းဒီမှာတရားနိုင်ပြီးထပ်တိုးလို့ရပါတယ် Okay အဲဆိုရင်တော့ကျွန်တော် boost လုပ်တဲ့ဟာဒီကထပ်နှိပ်စရာမလိုဘူးเนาะဒီကငွေထပ်တိုးတဲ့ဟာတွေကိုဒါထပ်ပေါင်းတဲ့ဟာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ဒီကထပ်မနှိပ်တော့ဘူး Okay ပြီဆိုရင်ကျွန်တော်အနေနဲ့အပြင်ကိုပြန်ထွက်လိုက်ပါပြီအဲဒါကြောင့်ကျွန်တော်အောက်ကိုတစ်ချက်ဆင်းကြည့်မယ်ဒီမှာ9ရက်ကြာရင်ပြီးဆုံးမယ်တဲ့ Facebook ကပြပေးထားတယ် boost ထားတဲ့ဟာနဲ့ boost မလုပ်ထားတဲ့ဟာဘယ်လိုကွာခြားလဲဆိုတော့အခုက origin နဲ့ပေါ့ကျွန်တော် boost မလုပ်ဘဲနဲ့မြင်ရတဲ့လူကြီးတွေက1368ယောက်ရှိတယ်အဲဒါကြောင့်မို့ဒီအောက်ကအဝါရောင် line လေးကမှိန်နေတယ်တကယ်လို့ booster အောင်မြင်ပြီးတဖြည်းဖြည်းနဲ့တက်လာပြီဆိုလို့ရှိရင်တော့အဝါရောင်ကနှစ်ခုဖြစ်နေလိမ့်မယ်အယောင်ရင်းတာနဲ့အယောင်ဖြော့တာဖြစ်နေလိမ့်မယ်အယောင်ရင်းတဲ့ဟာသည် boost ထားတဲ့အတွက်ကြောင့်မလို့မြင်ရတဲ့လူကြီးအတွက်ပါအယောင်မှိန်တဲ့ဟာသည် original boost မလုပ်ဘဲနဲ့မြင်ရတဲ့လူအရေးအတွက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ထပ်ပြီးတော့စစ်ဆေးခြင်းလဲဆိုလို့ရှိရင်ဒီ Facebook ADS ဆိုတဲ့ application လေးနဲ့ဝင်စစ်လို့ရပါတယ်ဒီမှာခဏတစ်ချက်ကြည့်အောင် Okay ဒီမှာကျွန်တော်ခုန boost လုပ်လိုက်တဲ့ post ဖြစ်ပါတယ်ဒီမှာတော့ edit ဆိုပြီးတော့ပြတယ်ဒါပေမဲ့ဒီကတစ်ခါလေးကြာရင်အဲ့ဒါတက်တဲ့ကြောင့်လို့မမှန်ပါဘူးကျွန်တော်တို့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်နော်စောင့်ကြည့်ရမှာ24နာရီအတွင်းစောင့်ကြည့်ရမှာဖြစ်တယ် Okay အဲ့ဒါဆိုလို့ရှိရင်ဒီဟာကကျွန်တော်ဒီ page မှာ boost လုပ်တဲ့ပထမပိုင်းလေးပဲဖြစ်ပါတယ်ဖြစ်နိုင်ရင်လေကျွန်တော်အနေနဲ့ပြောချင်တာက my day ကိုဒီ page ရဲ့ story ပေါ့နော် my story ဖန်တီးရမှာပုံမှန်တင်ပေးပါကျွန်တော် boost လုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကလည်းထိရောက်တယ်လူတွေကတူတူတချို့ကအဲ့ story မှာတွေ့လိုက်တဲ့ပုံတွေကိုသဘောကျပြီးတော့ page ထဲထိဝင်ပြီးအားရောက်ရှာဖွေတတ်ကြတာလည်းရှိပါတယ်ဗျ Okay ဒီလောက်ဆိုရင်တော့ပထမပိုင်းကိုနားလည်မယ်ထင်ပါတယ်ဒုတိယပိုင်းကတော့ကျွန်တော်ဘာတွေသင်ကြားပေးမလဲဆိုတော့ကျွန်တော်ခုန boost လုပ်လိုက်တဲ့ဒီ post က active ဖြစ်သွားပြီပဲထား active ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ order တွေဘယ်လောက်ရမလဲပြီးလို့ရှိရင်ကျွန်တော်သုံးတဲ့ကြော်ညာစရိတ်နဲ့ရတဲ့ order နဲ့ကိုက်ညီမှုရှိရလားဆိုတာကျွန်တော်အသေးသေးပြန်ပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီပထမပိုင်းကိုဒီလောက်နဲ့ရန်နာဝင်ပြပါမင်္ဂလာပါကျွန်တော်တို့ဟိုတလောက boost လုပ်ထားတဲ့ဟာလေးကျွန်တော်တို့မှာပြန်ကြည့်ရအောင်เนาะဒီ Burmese type ဆိုတဲ့ page မှာကျွန်တော်ဒီ post လေးကို boost လုပ်ထားပါတယ် boost လုပ်ထားတာကျွန်တော်9ရက်ထပ်တိုးလိုက်ပါတယ်အစတော့9ရက်ထဲပေါ့เนาะတစ်ရက်ကို$5နဲ့9ရက်သုံးတာအခုစုစုပေါင်း$50တစ်ရက်ကို$5ရက်က10ရက်ဖြစ်သွားတယ်အဲ့ဒါကျွန်တော်ဒီမှာရလက်လေးကိုအပေါ်ရန်နေနဲ့ပြပေးမယ်ပြီးလို့ရှိရင်အသေးသေးဆက်ပြပေးပါမယ်ဟုတ်ပြီဒီမှာကကျွန်တော်ပြမယ်ဟာကဒီ post ကို boost လုပ်လို့ပြီးသွားတဲ့ကြောင့်မလို့မြင်တဲ့လူအရေအတွက်ကဟောဒီမှာပြထားတာ1,93,000ကျော်မြင်တယ် like ကlike ကဒီမှာ2,800ကျော်ရှိတယ် share ကတော့ဒီမှာ200ကျော်ရှိပါတယ် comment တွေကတော့60ကျော်ရှိပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါအပြင်ကျွန်တော်order ရမရအောင်လဲကျွန်တော်ပြပေးမယ်
စုစုပေါင်း$50သုံးထားတယ်နော်ဆက်စချင်းပထမဆုံးဒီ page ရဲ့ boost လုပ်ထားတဲ့ post လေးပေါ့ဗျာဟုတ်ပြီဒီမှာကျွန်တော်ဒီမှာ page like တွေပါတိုးသွားတယ် page like တောင်မှ2800ကျော်အထိဖြစ်သွားတယ်ပေါ့ဗျာဟုတ်ပြီဒီမှာဆိုရင် comment မဖြစ်ရသေးရအောင်ရှိတယ်ဒီမှာ order တွေကတက်တာတွေကအများကြီးပဲဒီမှာကြည့် sign ပမာလဲတွေရောဒီမှာ order တွေရောအများကြီးပဲ order တွေနော် order တွေဒီမှာတစ်ထဲတော့မဟုတ်ဘူးအများကြီးမှာတာတွေရှိတယ် okay ဟုတ်ပြီဒီမှာကျွန်တော်စစချင်းပေးစထောင်တော့ပြထားတဲ့ comment message နဲ့အခုဒီမှာ boost လုပ်ပြီးရတဲ့ရလက်ကဒီလိုမျိုးဖြစ်သွားပါတယ်အများကြီးပါပဲတယောက်ကိုအနည်းဆုံး3-4တဲ့လောက်တော့မှာကြပါတယ်ဗျာနော်ဟုတ်ပြီဒီမှာဆိုလဲမှာ order မှာတယ်နှစ်ထည့်မှာတယ်လူပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ် okay အဲ့ဆိုကျွန်တော်အနေနဲ့ဒီဟာကိုဆက်ပြီးပြပေးမယ်ရလက်တွေကိုကြည့်ရအောင်ဗျာရလက်ကြည့်ရအောင်နှိပ်လိုက်မယ်ကျွန်တော်ဒီမှာဒီဟာကို boost လုပ်ထားတာဖြစ်တယ်မြင်တဲ့လူတွေတွေကဒီလောက်ဆိုတာပြတယ်ကျွန်တော်ဒီမှာစုစုပေါင်း$50တောင်မပြည့်လဲပါဘူး10ရက်ဆိုမှ9ရက်နဲ့$49.43သုံးပါတယ်ဆိုလိုင်းက1ရက်နေ့ကနေဆိုလိုင်းက10ရက်နေ့ထိသုံးပါတယ်เนาะကျွန်တော်ရွေးထားတာတွေကဒီဟာတွေပါကျွန်တော်ရွေးထားတာရန်ကုန်မန္တလေးဒါပဲရွေးထားတယ်အသက်ကို20ကနေ30နှစ်ကြာရွေးထားတယ်တီရှပ်ကြော်ညာတာဖြစ်တဲ့အတွက်ကြောင့်မို့တီရှပ်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့လူတွေကိုကျွန်တော်ရွေးထားတယ်เนาะโอเคဟုတ်ပြီကျွန်တော်ဒီဟာလေးကကျွန်တော်သင်တန်းသားတွေကို boost လုပ်တဲ့အခါမှာဘာတွေဘယ်လိုရွေးရမလဲကိုယ့်ရဲ့ post ကိုဘယ်လိုလုပ်ရမလဲပြီးလို့ရှိရင်ဒီမှာကြော်ညာစာလေးတွေကိုဘယ်လိုရေးရမလဲဘယ်လိုစဉ်းစားရမလဲဆိုတာကိုကျွန်တော်ရှင်းပြထားတာပဲဖြစ်ပါတယ်သင်တန်းသားအနေနဲ့လည်းအသေးစိတ်ကိုယ်တိုင်ဒီဗီဒီယိုလေးကိုအစားဆုံးတည်တည်ချာချာကြည့်ရှုပြီးတော့ကိုယ့်ရဲ့ community ကြော်ညာကို boost လုပ်တဲ့အခါကျရင်လည်းမလွဲမမအောင် boost လုပ်ပါလို့ကျွန်တော်အကြံပေးတင်ပြလိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းကောင်းမွန်တဲ့သင်ခန်းစာအသစ်တွေကိုဆက်လက်တင်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြင်နဲ့သင်တန်း group လေးကိုဆောင်ပြောပြီးတော့လေ့လာပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးပါအားလုံး bye bye